Premier League ကလေသမားလေးဖြစ်နေပြီလား Premier League ကိုလေသမားလေးဖြစ်အောင်အာတီတာကလုံနေသလားလောက်ထင်အောင်အာဆင်နယ်ကကောင်းပြနေတာပါခြေစွမ်းကောင်းတယ်လို့ပြောရမယ်ဆိုတာထက်ခြေစွမ်းမြန်မြန်နဲ့အမားတက်နိုင်တဲ့မှနင်းအောင်လုပ်ပြီးရတဲ့နဲ့အနိုင်သုံးဘက်ကိုအကုန်စုဆောင်းထိုင်းနိုင်တယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်အင်ကွင်းမှာဆိုအာဆင်နယ်ကိုအသင်းနဲ့မရှင်နိုင်ကြသလိုအဝေးကွင်းမှာဆိုရင်လည်းနိုင်တဲ့ပွဲကိုနိုင်အောင်ကန်ပြထားပါရီအခုဆိုရင်တပွဲရောအနေထားနဲ့အဆင့်နှစ်မှာရှိတဲ့မန်စီးတီးကို9မှတ်ဖြတ်ထားလိုက်ပါပြီဒါကြောင့်အာဆင်နယ်ဟာဒီညလီဗာပူးကိုအနိုင်ကစားတာနဲ့10မှတ်ထိဖြတ်ထားနိုင်တာဆိုတော့ပရီးမီးယားလိဖလားကိုအာဆင်နယ်ကိုကြိုပေးထားလို့ရပါပြီ3နှစ်ဆက်ဒုတိယလူဖြစ်ခဲ့တဲ့အာဆင်နယ်ဟာဒီနှစ်မှာတော့တော်တော်လေးကိုခြေစွမ်းတီတီနေနဲ့ပရီးမီးယားလိကိုလေသမားလိလုံနေတာပါအာဆင်နယ်အသင်းဟာပွဲ20မှာအသင်းတိုင်းကိုအနိုင်ကစားထားပြီးနှစ်ပွဲသာရှုံးနေထားပါရီဒီလိုမှတ်တမ်းတွေဟာပရီးမီးယားလိမှာလုပ်ပြဖို့ဆိုတာမလွယ်ကူပါဘူးအာဆင်နယ်ကတော့ပရီးမီးယားလိကိုလေသမားလိလုပ်ပြီးပရီးမီးယားလိဖလားကြီးကိုပရိသတ်ရှေ့မှောက်တို့မကြခင်တေးဆောင်လာတော့မှာဖြစ်ပါရီထို့အတူတစ်ခါမှမရဘူးတဲ့ချန်ပီယံလိဖလားကြီးကိုလည်းအာဆင်နယ်အသင်းဟာဒီနှစ်မှာယူဆောင်လာမလားဆိုတာပရိသတ်တွေဘယ်လိုထင်ကြလဲကိုမက်လီမှာမန်းခဲ့ပေးပါအောင်နော်အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ